မင်္ဂလာပါရှင် Fancy Academy ကျောင်းမှာ teacher ဟုတ်ဖြစ်ပါတယ်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကအလုပ်ရှုပ်နေတဲ့ businessman တွေအတွက်အချိန်ကုန်သက်သာစေပြီးတော့လှပတဲ့စပင်းပုံစံရဖို့ style ကြဖို့လို့အတွက် professional look ရစေဖို့ဒါမှမဟုတ်လို့ရှိရင် style ရှိတဲ့စပင်းပုံစံဖြစ်ဖို့အတွက် grooming tips ထိန်းသိမ်းစောင့်ရှောက်နည်းတွေကို sharing လုပ်ပေးသွားချင်ပါတယ်အချိန်ကုန်သက်သာစေတဲ့စပင်းပုံစံတွေကဘာလဲဆိုလို့ရှိရင် Q cut classic taper undercutနံပါတ်2အနေနဲ့ဆိုလို့ရှိရင် professional hair look ဖြစ်ဖို့အတွက်ကဘာလဲဆို businessman တွေကclassic hair style ကိုကြိုက်ကြတယ်အဲ့ဒီအတွက် gentleman cut overcoat နဲ့ slick back ဒီစပင်းပုံစံတွေကအမျိုးသားတွေအတွက်အသင့်တော်ဆုံးပါဒါပေမဲ့တတိထားမဲ့အပိုင်းကကြတော့မိမိရဲ့မျက်နှာသွင်းပြင်ပုံစံနဲ့ကိုယ့်ရဲ့သပင်းပုံစံအဆက်အောင်လို့ hair stylist တွေစီကအကြံဉာဏ်ယူရပါမယ်။တိုင်းပို့ပြီးတော့လင်းလင်းမြန်မြန်လွယ်လွယ်ကူကူသွင်းလို့ရပါပြီ။သူ့အတွက်လိုအပ်တဲ့ product တွေကဘာလဲဆိုလို့ရှိရင် gel, wax, pomade ဒါတွေနဲ့ဓာတ်ရိုက်လွယ်ကူစွာပုံသွင်းလို့ရပါတယ်။ဒီနေ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်။သိချင်တာများရှိရင်လည်း comment မှာမေးသွားပေးလို့ရပါတယ်ရှင်။